မင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ပါစေ2026ခုနှစ်ဇန်နဝါရီလ2ရက်နေ့မှာကျွန်တော်ဒီနေ့ညမှာထပ်မံပြီးတော့မှနှုတ်ကပတ်တော်အဖြစ်ဆင်ခြင်ဖို့အကြောင်းဖြစ်လာပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ညမှာနှုတ်ကပတ်တော်တစ်ချက်ကိုပေါ်ပြချင်ပါတယ်အဲ့ဒါကတော့တိမောသေဩဝါဒစာဒုတိယစာဆောင်ခန်းကြီးတစ်ခန်းနဲ့7နှစ်ဖြစ်ပါတယ်ကျွန်တော်ဖတ်ပြချင်ပါတယ်ထိုအကြောင်းကြောင့်ဤဆင်းရဲဒုက္ခကိုငါခံရ၏သို့တော်လည်းရှက်ကြောက်ခြင်းမရှိအဘယ်သူကိုငါယုံကြည်သည်ဟုငါသိ၏သူ၌ငါအပ်ထားသောအရာကိုလည်းထိုနေ့ရက်တိုင်အောင်စောင့်နိုင်တော်မူသည်ဟုငါသဘောကျ၏နှုတ်ကပတ်တော်ဘုရားခင်ကောင်းချီးပေးပါစေတမန်တော်ပေါလုကတိမောသေကိုခေါ်အားပေးတယ်ငါဘု து ကိုယုံတယ်ဆိုတာငါသေချာသိတယ်သူရထားတဲ့ထာဝရအသက်ကိုလည်းပဲဘုရားသခင်ကသေချာထိန်သိမ်းစောင့်ရှောက်ပေးထားပြီးတော့မှသူ့ကိုတည်ချာချာစီစဉ်ပေးထားပြီးသားဖြစ်ပါတယ်ဆိုတာကိုတမန်တော်ပေါလုကနေပြီးတော့မှတိမောသေကိုဝေငှခဲ့တာဖြစ်ပါတယ်ယနေ့ယုံကြည်သူများဒီကောတော်များတို့လည်းပဲကျွန်တော်အနေနဲ့ခွန်အားပေးခြင်းနဲ့ကျွန်တော်တို့ယုံကြည်သူတွေတနေ့မှာထာဝရဘုရားကိုယုံကြည်သောသူယေရှုခရစ်တော်အပြင်ကယ်တင်ခြင်းကိုခံရပြီးသောသူတွေရဲ့အသက်တာထဲမှာဒီနေ့ဘုရားခင်ရေခွေမှာကျွန်တော်တို့ပြန်လည်တွေ့ဆုံနိုင်တဲ့အရာတွေရှိလာမယ်ကောင်းကင်နိုင်ငံတော်မှာစိုးစည်းခွင့်တွေရှိလာကျွန်တော်မျှော်လင့်ချက်ဖြစ်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တွေကကိုယုံကြည်တဲ့အရာကိုတည်တည်ချာချာဆွဲကင်ထားဖို့အမှန်တမ်းအရေးကြီးတယ်ဆိုတာလေးကိုကျွန်တော်ဝေငှခြင်းနဲ့ဘယ်လိုအကြောင်းအရာမျိုးတွေဖြစ်ပါစေဘာသာတရားတွေနဲ့ကျွန်တော်ရောနှိုးပြီးတော့မှကျွန်တော်တို့ဆွေးနွေးညှင်းခုန်ဖို့ရတော့မဟုတ်ဘူးဆိုတာကိုလည်းပဲကျွန်တော်တို့တတိတည်ထားသည်ဖြစ်ပါတယ်ဒီနေ့ခေတ် online မှာကျွန်တော်အများကြီးစိတ်ညစ်စရာတွေဖြစ်လာတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ညှင်းခုန်မှုတွေဖြစ်လာတယ်တကယ်တော့ဘာသာရေးဆိုတာကဘာသာတရားတွေဆိုတာအဆုံးအမတွေဖြစ်တယ်မကောင်းတာကိုတုံ့တင်တဲ့ဘာသာတရားတစ်ခုမှမရှိဆိုတော့အဲ့ဒီဘာသာတရားတွေအထဲမှာကျွန်တော်တို့တွေကဝိညာဉ်ရေးသဘောတရားတွေကိုဝင်ရောက်ပြီးညှင်းခုန်ဖို့မသင့်တော်ဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်။ဘာကြောင့်လဲလို့ပြောလို့ရှိရင်ဘုရားခင်ကလည်းထိုကဲ့သို့နှစ်သက်တော်မူရမဟုတ်ပါဘူး။ယေရှုခရစ်တော်ဘုရားမိန့်တော်မူရရှိပါတယ်။သင်တို့ရဲ့ကောင်းတဲ့အကျင့်တွေကိုမြင်ပြီးလူတွေဟာကောင်းတဲ့ပုံမှာရှိတဲ့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းစီရာဖြစ်စေဖို့လို့ကသင်တို့အလင်းကိုလင်းပါလို့ပြောတာဖြစ်တယ်။အဓိပ္ပာယ်ကကျွန်တော်ညှင်းခုန်ဖို့အကြောင်းရင်းမဟုတ်ဘူးခရစ်တော်အကြောင်းကိုကျွန်တော်ပြောတာကအပြစ်မဖြစ်ပါဘူးခရစ်တော်အကြောင်းကိုကျွန်တော်ဝေငှနေတာကကျွန်တော်အားနေတာမဟုတ်ပါဘူးသို့တော်လည်းစိုင်းပြိုင်တိုက်လန်ပြီးညှင်းခုန်နေခဲ့မယ်ဆိုရင်တော့ဘုရားရှင်နှစ်သက်တဲ့အကြောင်းအရာမဖြစ်နိုင်ပါဘူးဆိုတာလေးကိုကျွန်တော်ယုံကြည်သူတွေသိထားနိုင်ဖို့လို့ကဝေငှချင်တယ်အရောက်တိုင်းဆင်ခြင်နိုင်ဖို့တိုက်တွန်းပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းချီးပေးပါစေနော်